အဲ့ယောဂီဆောင်ပြီးသွားတာမသိလိုက်ဘူးရောက်ဘူးဒါကြောင့်ဆရာတော်ကြီးပြောတယ်ဓမ္မကြီးမလာဘူးကြောင်းမလားနေတာများမကောင်းဘူးလားမလာတာဆရာတော်ကြီးကပြောတယ်ဓမ္မကြီးမလာတာနေများမကောင်းရလားဆိုင်ရတုံး ယောဂီဟိုဇင်းချောင်းပြီးမှသာဒီမှာတို့လာတာလည်းစစ်တဲ့ပို့မဖြစ်ဘူးလည်းနေဒါလေးဟိုညာနေပဲလားယူနီဖိုင်လို့တရားပြနေစစ်အဲ့ဒါကနပတ်တာဝင်ပဲဘယ်သူမှလုပ်လို့မရှိဘူးလို့ကြားဘယ်သူမှစေနာတော့မလုပ်လားဒါမှမဟုတ်ဘူးနဲ့ဆက်နေမှာဒီမှာရောက်ပါဘူး ဒီနေ့လိုက်ချတယ်ဒီနေ့လိုက်ခဲ့ပြီဟိုးနိုင်ပြီနေရာအဲ့ဒီလိုပုံလိုက်ရောယူနေတော့ပေါ့အရှင်ကြီးဆိုင်ရတုံး ယောဂီဟိုဇင်းချောင်းပြီးမှသာဒီမှာတို့လာတာလည်းစစ်တဲ့ပို့မဖြစ်ဘူး လည်းနေရှင်တရားပြီးတော့တို့ဒီဝိနည်းမင်္ဂလာတေမဖြစ်ဘာဝတော်ရှင်မြတ်တို့နဲ့တရားစခန်းဝင်ယောဂီတို့အားမြတ်လာတော့ဘုဆုံးကိုနေစွာ
စက်ကပ် စက်ကပ် ဉာဏ်ပါ ဝိနံပါ ဤကောင်းမှုကြောင့် ဒီကောင်းမှုကြောင့် ခက်ခတ်သေး ဒုက္ခခတ် ကျုံ သိ ငင်းရာဖြစ်သော ငြင်းရဖြစ် ဉာ သော ဏ်နိဗ္ဗာန်တို့ ဉာဏ်နိဗ္ဗာန် လ တို့ င်းဉာဏ်စောစွာ ဉာဏ်စောစွာ ရောက်ရပါလို့ဤ ရောက်ရပါ၏ရှင်ဘုရား အမှန်ကျင်းနေမှာဒီခဏလေးလေ ဟုတ်ကျောင်းရောက်ခုမှဒါယောဂီတွေယောဂီက တန်ခါတန်ခါ ဟောဒါတန်ခါရဲ့တရားစခန်းကိုယောဂီတွေဘောထတန်ခါနဲ့မျိုးသားယောဂီဒီလိုက်ဆိုအောက်မှာမျိုးယောဂီမျိုးယောဂီဒီပုံစံမေးတော့ဟိုမှာပါဆက်ပြီးဆောင်တော့တာ အဲ့ဒါတွေ့နေလို့ပါလားဟိုယောဂီတွေလာပြီးမှတက်နေကြစားရုံပဲဆိုတော့ရင်းပြီးတော့ ယောဂီတွေစောင့် စောင့်နေမှာ ဒီကနေ့ကမှမတန်တဲ့ရေးပါရေး ဟုတ်ပြီ အဲ့ဒါလေတန်ခါရော